ပဲမင်္ဂလာပါရှင်လေးပင်မှာဆိုရင်နံပါတ်1ထိတ်စတီးကြိုက်တဲ့ချစ်တို့ရေဒီမှာနော်နံပါတ်1ထိတ်စတီးပါတစ်လုံးကိုတဲ့ကျဲဥတစ်လုံးလောက်ရှိပါရဲ့ရှင်ကျဲဥတစ်လုံးလောက်ရှိပါရဲ့နော်တစ်လုံးကိုကျဲဥတစ်လုံးစာရှိပါရဲ့ကျဲဥတစ်လုံးစိုက်ပါနော်ဒီမှာရပါပြီအိမ်သားလေးသမားကြီးကြတော့တပီးကို1000ပါတပီးကို1000 5ပြည်အနည်းဆုံးယူပါရန်ကုန်အိမ်ရောက်ပို့ပေးပါမယ်ရှင်တပီးကို1000ပါနံပါတ်1ထိတ်စသည်ပါတပီးကို1000ပါအိမ်ရောက်ပို့ပေးပါမယ်အိမ်ရောက်အပ်ပေးပါမယ်အိမ်ရောက်ငွေချေလုံးဝမရပါဘူးရှင်ဒီမှာနံပါတ်1သီးတွေရောက်ပြီနံပါတ်1ထိတ်ရှယ်ထိတ်စရရောက်ပြီနော်ရှယ်ထိတ်စရရောက်နံပါတ်1ရှယ်ထိတ်စအသီးတွေပါအလုံးကြီးတွေပါနော်အလုံးကြီးတွေပါဒီမှာပါရှင်အယောင်ကမီးရောင်နဲ့မဟုတ်တော့ကြအယောင်ကတစ်မျိုးဖြစ်နေတယ်ဒီမှာကြည့်ပါနော်နံပါတ်1ထိတ်စသီးပါတကယ်လို့မာယူမယ်ဆိုရင်430ခုတင်9ခု8ခုဖုန်းဆက်မာယူလို့ရပါတယ်စလင်းပန်းချံတောင်ဘက်ပါနော်စလင်းပန်းချံတောင်ဘက်ပါဒီမှာနော်ကြည့်ပါဒီမှာကြည့်လက်ဒီမှာကြည့်နော်လက်နောက်အပြည့်နော်လက်ချောင်းတစ်ချောင်းတော့အပြည့်နော်ဒီမှာကြည့်ဒီမှာပါနံပါတ်1ထိတ်စသီးတွေပါရှင်လက်ရွေးလိုချင်တဲ့ချစ်တွေဒီမှာရပြီဒါကတော့အားလုံးမျောနေတဲ့ကြက်တူရေးပါဒါကျမရဲ့ကြက်တူရေးပါကျမချန်ရတဲ့ကြက်တူရေးပါရှင်ဒီမှာကြည့်ပါလုံးဝလာနေရောပဲเนาะလုံးဝလာနေရောပါပဲရှင်ဒီမှာပါဆိုင်မှာလာဝယ်လို့ရပါပြီတပီကို9000ပါတပီကို9000ပါเนาะတပီကို9000ပါเนาะ 1kg ကို9000ပါရှင် 1kg ကို9000ပါတပိတ်တာကို1000ပါရှင်တပိတ်တာနဲ့ယူမယ်ဆိုရင်1000ပါ 1kg ကို9000ပါရှင်ပိတ်တာနဲ့ယူမယ်ဆိုရင်1000เนาะပြည်နဲ့ယူမယ်ဆိုရင်9000ပါเนาะ430ခွန်တင်9ခွန်8ကိုဖုန်းဆက်မှာယူလို့ရရဲ့စီးချက်သူရေးနဲ့တွဲယူမလားလေးပင်ထိတ်စနဲ့တွဲယူမလားမင်းကူတာနဲ့တွဲယူမလားအသီးကိုဒီနေ့ခိုးပြီးမနေ့ဖက်ရောက်ရင်အမားတို့လက်ထဲကိုလက်ဆက်အပင်အောက်မှာစားရတဲ့ feeling တိုင်းပဲစားပါမယ်လက်ဆက်မှုကိုလည်းအာမခံပါရဲ့ရှင်နော်လက်ဆက်မှုကိုလည်းအာမခံပါတယ်တကယ်လို့မာယူမယ်ဆိုရင်430ခွန်တင်9ခွန်8ကိုဖုန်းဆက်မာယူလို့ရပါရဲ့ရှင်စလင်းပန်းချံတောင်ဘက်ပါနော်ဒါလက်ကားစေးတိတက်နေပါအခုမင်းပြောနေတဲ့စီးသည့်မျိုးစားတွေကလက်ကားစေးတိတက်မှာရှင်လက်ကားစေးရတော့တိတက်မှာ